ဟုတ်တယ်ဆိုရင်ကိုနိုင်လင်းအနေနဲ့ကိုနဂါအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပလဲမြို့နယ်မှာပါဖို့ရတရားဝင်ဟုတ်မဟုတ်ဆိုလို့ချင်းပြည်ထောင်ဝန်ကြီးဌာနကိုစာတင်ပါပြည်ထောင်ကိုမေးစရာမလိုပါဘူးဝန်ကြီးဌာနစာတင်ပြီးတော့သူတို့ဒီတင်ထားတဲ့ပလဲမြို့နယ်ပါပါတယ်လူထုဆန္ဒနဲ့ရွေးချယ်ထားတာရှင်းပြမယ်အဲ့လိုပြည်ထောင်ဝန်ကြီးဌာနကိုစာတင်ပါစာတင်ပြီးလို့ပြည်ထောင်ဝန်ကြီးဌာနကပလဲမြို့နယ်ပါအဖွဲ့အစည်းထဲမှာဒီလူတွေပါလို့စရင်ကြလာပါလိမ့်မယ်ကြလာတဲ့အခါကိုနိုင်လင်းနာမည်ပါရင်ကြပါတယ်အစည်းအဝေးတက်ပါလောလောတယ်အဲ့ဒါကသူတို့ကန့်ကွက်ချင်တဲ့လူကသူတို့ကိုမေးလိုက်ပါကျွန်တော်အနေနဲ့ကန့်ကွက်ချင်တာလူထုဆန္ဒရှင်မှာဖွဲ့ထားပြီးတာလူထုဆန္ဒရှင်မှာပါဖွဲ့ထားပြီးတာဖြစ်တဲ့အတွက်အခုလက်ရှိပါတယ်ဒီမှာအစည်းအဝေးကိုပုံရှိုးကွယ်ရှိုးလုပ်နေကြတာလဲကြာပြီနော်အမားယွန်းနေမြေပြင်မှာမငြိမ်ညွတ်မှုတွေထိတ်တိုက်ဖြစ်ရှင်းမှရမယ်ပြောပြီးတော့အစည်းအဝေးကိုပုံရှိုးကွယ်ရှိုးလုပ်တယ်အခုလာတော့လူကြီးလူကောင်းမဆန်တဲ့ပုံစံနဲ့မင်းပါလို့ဘာမဆန်တာတော့ခဏလေးလို့ရှိအခုရပြောနေတာကြိုက်တဲ့မူလာခဲ့ကြိုက်တဲ့မူလာခဲ့လူထုရှင်မှာဖွဲ့ထားတဲ့ကိစ္စနော်တဲ့နားတော့မဖြည်းဖြည်းပြောတာကျွန်တော်ပြောတာလကားနဲ့လကားလွှဲရုံကြီးတွေလုပ်ပြီးကြလွှဲရုံမှာတော့ငါမင်းရောငါတို့ရောအစည်းအဝေးတက်ခဲ့တယ်လှမ်းမင်းရုံတစ်ခါနောက်ကြအမားရီဖွဲ့သွားလို့ကျွန်တော်ကမျိုးနယ်အဆင့်မဟုတ်တော့ပါဘူးဆိုပြီးတစ်ခါပြောတယ်ဘယ်သူကတော့မင်းပြောခဲ့တယ်ဘယ်သူကတော့ဘယ်နေရာမှာတော့ဘယ်နေရာတော့မျိုးနယ်အဆင့်မပြောမဟုတ်တော့ဘူးဆိုတစ်ချက်ထပ်ပြမဟုတ်ဘူးမင်းလက်ကြီးဘာလို့လာတော့အမင်းလည်းမဖြစ်ဘူးနောက်တစ်ချက်တို့ရဲ့ပါဖညီလာခံခေါ်တော့ကမင်းပါခဲ့တယ်အဲ့တော့ကိုအောင်မိုးကသဘာပတိလုပ်တယ်ကိုအောင်မိုးကိုတိုင်ကကိုနိုင်လင်းက MRD တက်ဖွဲ့လက်နက်ကင်တက်ဖွဲ့ရောက်သွားပြီဆိုကိုအောင်မိုးအနေနဲ့တခါပြောဘူးတယ်အဲ့ဒါဆိုရင်ကိုအောင်မိုးတို့တာဝန်ခံလိုက်မယ်ငါကလည်းဘာနဲ့မဆိုင်ဘူးတခါမှမပြောဘူးအဲ့တော့အခုဘာတွေကနေထုတ်ချင်တယ်ဆိုရင် energy ကတရားဝင်စာယူခဲ့ပါအခုအစည်းအဝေးကိုလုံးမလားမလုပ်ဘူးလားဒါပဲပြော MRD ရဲ့ကျွန်တော်သူဖြတ်မှာတော့အဲ့ဒါကိုတက်ခွင့်မရှိတဲ့လူလာတတ်တဲ့တော့ဖြတ်ပါတယ်ဒီနေ့အစည်းအဝေးဖြတ်ပါတယ်ဒီမှာပါမပါတဲ့လူတွေအများကြီးရှိတယ်ဒီအစည်းအဝေးမှာပါတယ်မပါတဲ့လူတွေအများကြီးရှိတယ်ကိုတိုင်ကပါတယ်မှာပါထားပြီးသားဖြစ်တဲ့အတွက်ဒီအစည်းအဝေးကိုစပါလို့လူလဲစုံပြီဆိုရင်ဖြတ်ပြီဆိုရင်ဖြတ်တဲ့လူကဒါဝန်ခံဖြတ်တာဝန်ခံနဲ့ဖြတ်တယ်နော်သိကြလားသိကြတယ်တာဝန်ခံနဲ့အဲ့တော့ပလဲမျိုးနဲ့ပါအစည်းအဝေးကိုကိုနိုင်လင်းခေါ်ကိုနဂါလာရောက်နှောက်ရှက်တဲ့အတွက်ပျက်စီးသွားပါတယ်ကျွန်တော်တို့ပါအစည်းအဝေးလုံးလုံးမရပါဘူးသမားတွေကလက်နှလုံးညာစကားနဲ့ငါလာပြီးချင်းချောက်မနေနှလုံးနဲ့နှလုံးနဲ့ပြောတာမဟုတ်တယ်ပြောတာနော်နှလုံးပြောတာငါလည်းရှင်းရှင်းလေးပဲပြောတာမင်းတို့အစည်းအဝေးဖြတ်မှာကိုကျန်တဲ့လူတွေလက်ခံပြီးပြတ်တယ်ဆိုရင်ပြန်ပြီဆိုရင်ဘာနောက်ရှက်လို့အစည်းအဝေးပြတ်သွားပြောနေတာကရှင်းရှင်းလေးခင်ဗျားတို့နှစ်ယောက်ကြားထဲမှာနော်ပြဿနာဖြစ်နေတယ်ကျွန်တော်ပြောနေတာကဒီနေ့အစည်းအဝေးတဘောမဟုတ်တော့မှာခင်ဗျားတို့ရတယ်တယောက်နဲ့တယောက်အလွန်တန်းညှိမှာပဲရတယ်ဟာဘာမှမဟုတ်ရလဲခက်လို့ကျွန်တော်ပြောတာနော်တွေးဖို့ရလဲခက်နေတာပြောခင်ဗျားတို့ဒီနေ့တယောက်တွေးပြီးတော့ဆိုရင်အစည်းအဝေးမဟုတ်ဘဲနဲ့ခင်ဗျားတို့ပြောကျွန်တော်ပြောတာကျန်တဲ့လက်နက်ကိုင်တွေလည်းကျွန်တော်တို့ထိန်းထားမယ်ကျွန်တော်ကိစ္စမရှိဘူးအဲ့ဒါလုံးလုံးပြောကျွန်တော်ပြောနေတာပဲနေလို့ရတယ်ငါကမင်းကငါဒါတွေမကြိုက်လို့ဟုတ်လားကိုတော်ကလည်းကိုတော်တဲ့ခင်ဗျားဒါတွေမကြိုက်လို့ခင်ဗျားခိုင်းပြောတာကျွန်တော်ပြောနေတာအစည်းအဝေးမှာလောက်ကျွန်တော်ကျန်တဲ့ကောင်တွေထိန်းထားမယ်ကျွန်တော်အစည်းအဝေးကိုကျွန်တော်တို့ကမြို့နယ်မလုံးနဲ့ရတယ်ခင်ဗျားတို့ချင်းချင်းပြောဆွေးနေမယ်ဟုတ်ဘူးခင်ဗျားတို့ချင်းချင်းပြောတယ်ပြောရမယ်အဲ့ဒါတော့ပြောရတာကောင်းတယ်အဲ့ဒီကျွန်တော်တို့လည်းလုံးလုံးရတာရှေ့ပြောကျွန်တော်တို့ဆိုလို့ကျွန်တော်ဒေါသတွေမောဟတွေနဲ့လောက်ကြတယ်ရှေ့ဆက်အဲ့လိုဘောင်းကောင်ရှေ့ဆက်နေရအောင်ဖြစ်နေမှန်တယ်လေဒီမှာတော့ခံရတဲ့ကိုသူအမတ်လို့အမိခံရတယ်လို့ကျွန်တော်တို့ကိုယ်တိုင်တော့ကျွန်တော်ပြောတာကအစည်းအဝေးမလုပ်နဲ့ရတယ်ခင်ဗျားတို့နှစ်ယောက်ညှိပါဒီထဲမှာထိုင်ပြီးတော့တို့နေအောင်ကျွန်တော်ရှေ့လျှောက်သွားမယ်လမ်းတင်ကိုပဲဆွေးနွေးတယ်ဟုတ်တယ်အဲ့လိုအစည်းအဝေးမဆိုင်ဘူးအဲ့ဒါရှိပေါ်တယ်အစည်းအဝေးလည်းလုပ်လိုက်ကြကြီးနေလာတော့ကိုနာကခင်ဗျားလည်းတော့မြစ်တဲ့ကနောက်ဆုံးတစ်ချက်ရှိတာအခုကခင်ဗျားလည်းလျှော့တာပြောနေရှင်းနေတဲ့အတိုင်းဘာတွေလို့ဘာတွေငါတို့ကဘာတွေမကျင်ရလို့ဘာတွေဒီကြောင်တယောက်နဲ့တယောက်တွေ့တော့ခြုံလုံးလေးကိုမလို့နေရလဲတွေ့ကြလို့ပါကဖအနေပြီးတော့တောင်းနေတယ်ဆက်ပါမဘကလည်းမတန်းနေတယ်ဟိုကလည်းမတန်းနေတယ်အဲ့မတန်းနေတော့ဘာလို့မလို့အနေထားဘိုင်းပေါ်မှာလောက်ရင်ဘလို့တိတ်ခါတယ်ငါတို့6လို့ဖြစ်မှာနော်ပါဖလို့တန်းနေမှာအဲ့ဒါတိတ်ခါကြာချင်းမကြာချင်းကကိုယ့်ရဲ့လောက်ရအပေါ်မူတည်တယ်ငါတို့ပြောနေရဲ့စီးအောင်မှုကိုစီးအောင်လို့ရအောင်ပဲယူမယ်အခုငါကစီးအောင်မှုရအတွက်ညှိနှိုင်းဖို့လာတယ်လေမလာရဘူးဆိုပြီးတော့အမတ်တယောက်လောက်ခဲ့တဲ့လူကစကားပြောတယ်ကွာဘောလုံးပြောလုံးမယ်ငါပြောသေးတယ်ပွဲတယ်ဟဲ့ဒါဒီနေ့ဒီနေ့နေလာကျင်တာမဟုတ်ကျွန်တော်ပြောမယ်ပွဲတယ်မပြီးလို့ပြောတာတော့ကျန်တဲ့အဲ့ဒီအကန့်ကကျွန်တော်တို့ကရှင်းပြလို့ရတယ်ရှင်းမပြလို့မရဘူးဟုတ်ဘူးနော်အဲ့ဒီအကန့်အရေးကြီးနေတာမဟုတ်ဘူးပြောချင်ဘူးမဟုတ်ကျွန်တော်ပြောချင်တာမဟုတ်ဆရာကြီးခဏလေးအဲ့ဒီအကန့်အရေးကြီးနေတာမဟုတ်ဘူးနော်တအုံနဲ့တအုံအမြင်မကြည့်ပြီးတော့တန်တရားပွားနေတာကအရေးကြီးနေတာတကယ်တမ်းဒါကြောင့်မို့ကျွန်တော်ပြောတာအဲ့ဒါကိုအရင်လို့ရတယ်ကျင်းတယ်ဆွေးနွေးလေအဲ့ဒါကြောင့်ဆွေးနွေးခိုင်းနေတာအခုကိစ္စကိုဆွေးနွေးခိုင်းနေတာကခင်ဗျားတို့အချင်းချင်းတန်တရားတွေကိုကျ
ရှင်းกว่า လုံးဝစီးမဲ့ပေါင်မဲ့အဲ့ဒီ ကျန်တာကစီးတဲ့ပေါင်တဲ့ဆိုတာကအခုဖြစ်ချင်းဟိုကိုတော်ထက်တီးကျင်တဲ့ဥစ္စာကိုလည်းပဲကျွန်တော်တို့ကပြည်သေးရေးမေးလို့ရတယ်ဟိုကိုကရေးမေးလို့ရတယ်မေးလိုက်အဲ့ဒါနောက်ကျတော့နောက်တစ်ကိုင်းအနေနဲ့ကျွန်တော်တို့ကပြန်ပြီးလို့ရတယ် မှန်တယ်ကျွန်တော်ပြောတာမှာအချင်းချင်း ပုံကိုရေးတွေပါနေလို့ ဟုတ်ငါပြောတာခဏနားတော့လူထုရဲ့ဆန္ဒနဲ့ကျွန်တော်တို့ဖွဲ့ထားပြီးတာ NUG ကပြည်ထဲရေးထုတ်တယ်ဆိုရင်လည်းသူတို့ပဲထုတ်သူတို့စာနဲ့ထွက်သူတို့တာဝန်ယူသူတို့ ဟုတ်တယ်အဲ့ဒါနောက်တစ်ခါဖြစ်သွားပြီလို့နော်ဒီနေ့မှာခင်ဗျားတို့အချင်းချင်းတွေ့နေကြတယ်ဘာတွေမကြည်လေတာတော့ဘာပြဿနာတွေရှိကြတာတုံးဆိုတော့ပြောကြစမ်း မကြည်လေတာတွေကထုထည်မရှိဘူးအစီအမံတရားအတွက်လာတယ် လက်ရှိပါဖဘကလည်း လုံးတရားရှိတဲ့လုပ်ငန်းလုပ်ရုံပဲအခုလိုလာချင်းမတက်ရဘူးဘာဖတဲ့မပါဘူးဆိုပြီးသူ့အာဘော်နဲ့သူပြောတာကပြဿနာပဲအဓိကအဲ့ဒါပြဿနာပဲ ပါဖနဲ့ကိုနကားနဲ့ဆိုင်လာတို့မေးရမယ်ဆိုင်နေဆိုရင်တရားဝင်လက်ခံရမယ်ကိုနိုင်လင်းဘက်ကလည်းမင်းရောအဆက်အသွယ်တွေရှိတယ်မေး အခု မင်းတို့မင်းရော ကိုတော်လည်းကျွန်တော်ပြောအဲ့ဒီအဆင့်ကလွယ်လွယ်လေးအဲ့ဒီအဆင့်ကိုလောက်ရတာလွယ်လွယ်လေး အဲ့ဒီအဆင့်ပြီးမှကျွန်တော်တို့ အဲ့ဒီအဆင့်ကိုလောက်ရ အဲ့ တာ ဒါဆိုရင်အခုမေးလို့မလားလူလူလာကရှေ့မှာဖွဲ့ထားတဲ့ဘာအဖကိုငါပြောတာနားထောင် ဒါနဲ့ပါအဖက ငါပြောတာနားထောင်ပါဦး မင်းပြော အဲ့ဒီလူလူညီလာခံရှေ့မှာဖွဲ့ထားတဲ့21ယောက်ကအကုန်စုံသလားထပ်တိုးရှိလားမရှိဘူးလားလူပြောင်းတာရှိလားမရှိဘူးလား တို့အခါအားလျော်သွားတယ်စီစုံကြီးဆုံးဖြတ်ချက်နဲ့လူပြောင်းခဲ့တယ် အေးအခါရောသာစုံကြီးစုံပြတ်ချက်နဲ့ဆိုပေမဲ့အဲ့ဒီစုံကြီးကဘယ်တော့မှမဖိတ်ခဲ့ပဲနဲ့သွားနေတာရှိတယ် မင်းအမအာရီမဖွဲ့ခင်တော့ဆိုမင်းအမြဲတမ်းလာတက်တယ် မင်းအမြဲတမ်းလာတဲ့မပြောနဲ့ဖိတ်ကိုမဖိတ်လို့မင်း မဖက်ရ အဲ့အစည်းအဝေးကိုမသိခဲ့ လာခဲ့တယ်ဒီနွေးရလာခဲ့တယ်ငါနဲ့တော့3ခါမင်းတွေ့ ငါအဲ့ဒီ3ခါပဲတက်ခဲ့ရတဲ့ကျန်တာတွေကငါ့ကိုမဖိတ်ပဲနဲ့မင်းတို့အစည်းအဝေးကို နော် ငါ့ကိုမဖိတ်ပဲနဲ့မင်းတို့ကသာမင်းတို့လောက်တာတွေပဲရှိတာ ဒီဘက် ပြောချင်းစကားပြောမယ်ဒီမှာမတက်ရပြီးစကားပြောရတာပြောလဲပြောနေရတာပဲအဲ့ပါ လူကြီးလူကောင်းလိုပဲအသေးမှန်ဘူး ခင်ဗျားတို့ မဟုတ်ဘူးပါရမှာအားလုံးပါရမှာ လည်းမဝင်ဘူးရှင်းရှင်းပြောတာ ဒီတိုင်းပုံရဒီတိုင်းပုံရရတာ ပြဿနာအစည်းအဝေးမလုပ်နဲ့အစည်းအဝေးမဟုတ်ဘူးဒီအစည်းအဝေးတော့အစည်းအဝေးမလုပ်နဲ့ အဲ့ဒါကိုနောက်ရက်ကျမှကျွန်တော်တို့ပြန်ပြီးဆုံးပြမယ်အဲ့ဒါကိုဟုတ်ပြီလားအခုအကောင်းဆုံးကတော့ကျွန်တော်တို့တွေ့တော့ကိုပြည်ပြည်လဲလဲညှိကြမယ်အဲ့ဒါအကောင်းဆုံးပဲကျွန်တော်တို့ရှေ့ဆက်သွားလို့ငါတို့ဒီလိုပြောမယ်နေနေမှာကျတော့တအားခက်ခဲတယ် ဒီလိုကောင်းလေးပဲဘယ်လိုလုပ်တိုင်းပြည်ရရှိအဲ့လိုမင်းလည်းမပြောနဲ့ အဲ့လိုတော့မပြောပါနဲ့ဘယ်သူမှစကားလုံးမပြောပါနဲ့ကြောက်ကြအဲ့လိုမပြောကြနဲ့ကျွန်တော်တို့ပြောချင်တာအဓိကပိုက်နေလို့ ဘောကြောဘာလဲလို့ကြားလိုက်တယ်မဟုတ်လား ကြားပါတယ် ကြားတယ်ဆိုရင်ရှင်းနေတဲ့အလုပ်ပဲဒီလိုစီကမ်းမဲ့တာမျိုးပြောရဘူး အဓိကကြားတဲ့ပိုင်းတစ်ခုရောက်တာပိုပဲရေးကြည့်တယ်ငါတို့က ညီနိုင်ဖို့ညီညွတ်ရေးကြောင်ပြောနေပြီးတော့ဘယ်ဟမလာတွေလျှောက်ပြောနေလို့ဘယ်လိုလုပ်ရမှာ ကဲတော်ပုံကိုရေးတယ်မပြောကြဘူး အစည်းအဝေးမဟုတ်ဘူးဆိုတော့ ဟုတ်ရ ဘသူမှရန်လို့စရာမလိုဘူးမဆိုင်ဘူးပါဖတယ်လို့သူ့ကိုလည်းရန်လို့စရာမလိုဘူးခင်ဗျ ရန်လောက်တာမဟုတ်ဘူးမူရပြောနေ ဘာမူတော့ ဘာမူတော့ ဘူးဆိုရင်တရားဝင်ချလာခဲ့တရားဝင်ချလာခဲ့လို့ပြောပြပါ ဒီတိုင်းလည်းရနေနေတာဗျာဝါကြလေးဦး ငါပြောနေရတယ်ဒီသားကို ဝါကြလေးဦး ထောက်ပြီးတော့လေ ကျွန်တော်တို့အဲ့ဒါပဲပြောကျွန်တော်တို့အဓိက ဝါကြလေးဦးလားလို့ပြောတာ ဟုတ်ပြီဒီပုံစံနဲ့ဆက်သွားကြည့် လာဝန်းတိုင်းမလို့ထိုင်မှာဝန်းတိုင်းပါတော့ဝန်းတိုင်းပါ ခိုင်းနေအကြောင်းမရှိ လာပါခင်ဗျာကျွန် ခိုင်းနေ တော် အကြောင်းမရှိဘူး အဲ့လိုမလုပ်ကြ ညီနိုင်မို့လိုတယ်လေခံရမှာလေ မျိုးပုံစံမျိုးလာတာညီနိုင်မှု လို့မရဘူး ပုံစံလာတာညီနိုင်မှုလာတာ ညီနိုင်မို့လာတာမဟုတ်ဘူးဘာလို့မို့လာတာလား ပြဿနာလေး ရေးကြီးကြီးနဲ့စကားပြောပြပြလေးပြရှင်းတာညီနိုင်မို့ပဲလေ ပြဿနာမရှိဘူးကျွန်တော်တို့ခေါင်းကရှင်းပေးမယ်ခင်ဗျားတို့အချင်းချင်းကျွန်တော်ပြောပြလာတာ အကုန်လုံးပါရမှာအကုန်လုံးညီနိုင်အကုန်လုံးစကားပြောရမှာမျိုးနဲ့အစင်ဖွဲ့စည်းထားလို့ ပြောတာကောင်းပါလေကောင်းတဲ့လက္ခဏာပါအဲ့ဒါကျွန်တော်တို့ကစုံလာလဲကောင်းလဲကောင်းတယ်ဘာပြောရလဲဟိုကကျွန်တော်စုံနေကို တော့ကောင်းတယ်ပြောသားမှာထားပြီးတော့ကျွန်တော်ပြစ်ချင်တာကိုပြောကြစမ်း အဲ့လိုပြော တကယ်လို့မရဘူးနော်ဒီစည်းဝေးမလုပ်ဘူးစကားမပြောချင်ဘူးဆိုပြက်သားတာကိုယ့်ကိုတာဝန်ယူပြီးထွက်သွားရ တော်ပါတော့အဲ့ဒါအဲ့ဒီကိစ္စလည်းမပြောနဲ့တော့လားအထက်ဝင်ပြီးတော့တုံလေးလေးဖြစ်နေရခုလည်း တုံးလေးဖြစ်ချင်ဘူးအမှန်တကယ်ကျွန်တော်တို့လူကြီးကြလဲရှင်းရှင်းလင်းလင်းချပြတယ် ဒီဝက်ဖြတ်သိမ်းတယ်ပြတ်သားတာပဲနော်ဟုတ်မယ် ဟုတ်ပြီ အဲ့တော့ကြံတဲ့လူတွေကအစည်းအဝေးတက်ချင်တဲ့ပါဆိုလဲတက်ကြ ဟုတ်ဘူးကိုစောတဲ့ငါပြော ခဏလေးပါခဏလေးနေထားကျွန်တော် ခဏလေးပါခဏလေးကို ဒီလိုမဟုတ်ဘူး ခဏလေးပါခဏလေးခဏလေးသွားပြောမယ်ခဏလေး ဆိုင်လိုက်တာလေးမဆိုင်လိုက်တာလေးမြကကျန်တဲ့လူတွေလိုက်ပြီးဆိုင်လိုက်တာလေး ဖေးပါကိုထင်ထင်လို့ဆုံးဖြတ်နေဖေးစီတော့ကြိုက်ရတယ်ရှိတဲ့လူတွေနဲ့ကျွန်တော်တို့ဆွေးနွေးပြီးလုပ်လို့ရတယ် ကြံတဲ့လူတွေဆွေးနွေးတာမဆွေးနွေးတာသူတို့တမိုင်းသူလူကြီးပဲ ရတာတင်းလူတွေရ ဒီကဝါရပြောင်းလုပ်ပြီးပြက်ပြီးမှကျွန်တော်တို့ဆက်သွားလို့ရမှာအဲ့ဒါကြောင့်ဘယ်သူပါပါမပါပါအဲ့ဒါကိစ္စမရှိဘူး
ဒီနေထားကြီးဆို နော်ဒီလိုစိတ်ဓာတ်တွေနဲ့မျိုးနဲ့ဘယ်လိုညီနိုင်လို့ ဒီနားရမှာပေါ့ မင်းတို့ကောင်းနေပါဘူးစိတ်ဓာတ်တွေ ဒီနားရအောင်ဒီနားရအောင်ကျွန်တော်တို့အစည်းအဝေးမဟုတ်ဘူးတုံးနဲ့တုံးညီ အများကြီးပကုံးထမ်းပေးပြီးပြီမင်းတို့ကောင်းနေပါတီဆိုင်မှာဟိုဒီဘက်ရဟိုပြန်သွားတဲ့ကောင်ကြီး ဘာကဘာရောပါရောနဲ့ပြောင်းလို့ရမှာအနည်းရမပြောင်းမေးဆိုပါမနေ့ကမှပြီးတယ် အားကြောင်းရတော့ကျွန်တော်တို့ဒါမှန်ရတဲ့ဆွေးနွေးမယ့်ကိစ္စအများဆုံးဆွေးနွေးပြီးလည်းလောက်တော့ကောင်းပါတယ်ပုံကောင်းမယ်ပေါ့ တော့တွေ့ရတော့တလောက်ပါ အကိုအဓိကတော့ NUG ရဆုံးဖြတ်ပေးရမှာဆုံးဖြတ်ပေးပြီးတော့ ဒါပါတီဆိုင်တော့ဒါကိုတော့ထက်ရ မင်းကလည်းမျိုးမထုံးနဲ့မျိုးမထုံးနဲ့ဒီနေ့အချိန်ကြီးကဒေါ်လာရေးပေါ်လဲတစ်ထောက်ဖောက်ပြီးလုပ်ခဲ့တာပေါ့ဘူးမင်းပြီးတော့ကိုချိုးလည်းမင်းဟိုအကုန်လုံးမင်းချနေရမှာမဟုတ်နေ့တော့အစည်းအဝေးဆိုဘာမှမဆိုင်တဲ့လူတွေလိုက်ဖော်နေတာဒေါ်လာရေးကာလလူတွေမှပိုးရွှေကုန်ရေးလုံးနေတာကျွန်တော်တို့ကပြီးတာတယ်ကျွန်တော်တို့ကပြောတာပဲပြောတာမရှိဘူးပြောဦးပဲ ကျွန်တော်တို့အဓိကတော့ NUG ဘက်ကိုတက်တာအောင်မေးပြီးတော့ခုနိုင်လင်းရောပါတယ်ဆိုကျွန်တော်တို့အတူတူလက်တွဲပြီးတော့ညီညီသွားလို့ရတယ်အပါဘူးဆိုလဲ तू ကလက်နဲ့ခိုင်တက်ဖွဲ့မပါဘူးဆိုလဲမပါဘူး ဒီဇာနေမောင်ကမင်းတို့တရားရေးထဲမှာခန့်တာဟုတ်လားလူနေဆုံးတဲ့တရားရေးထဲခန့်တာပေါ့ဟုတ်လားဟုတ်ပြီအဲ့ဒါလည်းမှတ်တမ်းတယ် အဲ့ဒါလည်းမဟုတ်ဘူးကိုစုဘောရောက်တယ်နော်ငါဘုန်းလုံးပြောတာ ဟိုမှာဟုတ်ပါလေဟုတ်တယ်အဲ့ဒါဇာနေမောင်ကအဲ့ဒါရရတော့ရ